ဒီတခါတော့ငါကိုယ်တိုင်ပဲမင်းနဲ့ဝေးရမယ်လမ်းကိုရွေးမယ်။အရင်ကလိုငါမင်းကိုမေ့ပါပြီဆိုပြီးမလိမ်ညာတော့ဘူး။အရင်ကလိုမင်းမရှိလဲအဆင်ပြေပါတယ်ဆိုပြီးမညာတော့ဘူး။ဒီတစ်ချိန်ငါတို့တွေ့ဆုံခြင်းကတစ်သက်လုံးဝေးရမယ်ကံတရားကိုဥတီနေခဲ့ပြီဆိုတာမှန်ကောင်းကောင်းကြီးလက်သင့်ခံလိုက်ကြရုံပေါ့။ဒါပေမဲ့ဒီတစ်ချိန်တော့မင်းချန်ထားမယ်ဆိုတဲ့အရက်မှာငါကြံမနေခြင်းတော့ဘူး။အချိန်ချင်းခြံထားခံရခြင်းတွေမှာမျောလင့်ပြီးကြံခဲ့ပြီးပြီလေမျောလင့်ခဲ့သလိုမင်းပြန်လာတယ်ဆိုပေမဲ့အရင်ကထပ်ပိုပြီးနာကျင်ရမယ့်ဒဏ်ရာကိုပြန်ပေးဖို့ပဲမဟုတ်လားဒီတစ်ချိန်တော့ငါကိုယ်တိုင်ပဲမင်းနဲ့ဝေးရမယ့်လမ်းကိုရွေးရအောင်ကျေးဇူးပြုပြီးတော့ငါမင်းကိုခြံထားခဲ့တယ်ဆိုတဲ့စကားနဲ့ဒီတစ်ချိန်လေးတော့အနိုင်ပေးပါကွာမျက်ရည်တွေမခိုင်လို့လှည့်ထွက်သွားခဲ့တာကိုအသေးမာမာနဲ့လှည့်ထွက်သွားခဲ့တာဆိုတဲ့တစိမ့်တွေပဲကပ်ပေးပါမင်းကိုနာကျင်အောင်မလုပ်ရလို့ကိုနာကျင်စေခဲ့မိတာကိုယူမိုက်လိုက်တာဆိုပြီးခေါင်းစဉ်တက်ခဲ့ပေးပါပြီးတော့ကျေးဇူးပြုပြီးတော့မှတ်လောက်သားလောက်အောင်ငါကိုနာကျင်လေးတစ်ချက်ပဲရိုက်ခဲ့ပေးပါဘဝရဲ့သုံးပုံတစ်ပုံကိုမင်းနဲ့အတူဖြတ်တန်းခဲ့မိတာလေမင်းနဲ့အတူဆိုတဲ့အိမ်မက်တွေမှတ်ခဲ့တယ်မင်းနဲ့အတူဆိုတဲ့မျောလင့်ချက်တွေထားခဲ့တယ်တနေ့ကြရင်ဆိုတဲ့မျောလင့်ချက်တွေနဲ့အသက်တွေဆက်နေခဲ့တာလက်ထဲမှာပိုးသက်စေပလင်းကိုကင်ပြီးမင်းမှမရှိတော့ရင်ဆိုပြီးတကယ်ပဲယူမိုက်ခဲ့ဘူးလားအချစ်ကအရာရာမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီအချစ်မှာတကယ်ပဲအရာအလုံးကိုမြုပ်နှံထားခဲ့မိတာသိကြပါတယ်မင်းသာမရှိတော့ရင်ငါသေမှာဆိုတဲ့စကားတွေကိုဒီအချိန်မှာပြည့်ရယ်ပြုတ်နေမှာပဲမဟုတ်လားဒါပေမဲ့မင်းမသိခဲ့တဲ့သေဆုံးခြင်းတွေကတကယ်ပဲအများကြီးရှိခဲ့ပါတယ်မျက်နှာပေါ်ကအပြုံးတွေကတကယ်ပဲသေဆုံးသွားခဲ့တယ်ဘလို့ပြုံးရမလဲမှန်ကြည့်ပြီးကျေနပ်ရလောက်တဲ့အထီကိုဖြစ်သွားခဲ့တာလေလူမှုဆက်ဆံရေးတွေကတကယ်ပဲတည်ဆုံသွားခဲ့တယ်ဘသူကိုဘလို့ပြောရမယ်ဆိုတဲ့စကားတွေကထွက်ကြမလာတော့ဘူးပြီးရင်ပုံမှန်စကားပြောနေကြလူဆိုပြီးငါမှဘာမှရှိမနေတော့ဘူးမျောလင့်ချက်တွေအိမ်မက်တွေဖြစ်ချင်တာတွေဖြစ်တင်တာတွေအားလုံးဟာတကယ်ပဲတည်ဆုံသွားခဲ့ပါပြီမနှက်ဖြန်တွေဟာရှိမနေတော့ဘူးမနေ့ကဆိုတာလဲဘာမှမသိတော့ဘူးအခန်းတကားလေးပိတ်မယ်ညတွေမအိပ်ဖဲနေမယ်တိတ်တိတ်လေးငိုးမယ်ပဲပြုတ်တဲ့ဈေးအောင်ကုန်မှာအိတ်ချိန်တွေကဖြစ်လာတာမျိုးလေပြီးရင်တနေ့လုံးပြန်အိမ်နေလိုက်တယ်အရေးအကြောင်းတွေရှိလို့အိမ်ပြင်ဘက်ကိုခြေတလန်းမလန်းပြစ်တော့တာဟာနှစ်ချီကြာတယ်ဘသူနဲ့မှမထိတွေ့မဆက်ဆံဖြစ်တော့တာဟာနှစ်တွေအတော်ကြာတယ်ဒါပေမဲ့မင်းပြန်လာမှဆိုတဲ့မျှော်လင့်ချက်လေးနဲ့မနှက်ဖြန်တွေကိုမျှော်နေခဲ့တာဘာကြောင့်လမ်းခွဲသွားတာလဲဆိုတဲ့အကြောင်းပြချက်လေးသိရဖို့မင်းကိုစောင့်နေခဲ့တာဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့တာလေဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လေးတော့လိုတယ်မဟုတ်လားတယောက်တည်းအဆင်ပြေအောင်နေခဲ့တာဆိုတဲ့စကားတွေရဲ့အနောက်မှာဘာကြောင့်မချစ်တော့တာဆိုတဲ့အကြောင်းပြချက်တော့ရှိကောင်းပါရဲ့မဟုတ်လားကျွန်တော်မျှော်နေမိတဲ့ရက်လေးကတကယ်ပဲရောက်လာခဲ့ပါတယ်တစ်ချိန်ကျွန်တော်တို့ပြန်ဆုံခဲ့ကြတယ်ပြီးတော့စကလုံးလေးတစ်လုံးပြောဖို့အချိန်တွေကြာကြီးစောင့်ခဲ့တယ်နားတွေပိတ်မထားယုံတမဲကျွန်တော်ကိုတွန်းမလွတ်ယုံတမဲစိတ်ကားနေတဲ့သူ့ကိုကြည့်ပြီးရင်တွေနာလိုက်တာဗျာငါချစ်ခဲ့တဲ့လူတယောက်ငါ့ကိုချစ်ခဲ့တဲ့လူတယောက်မှဟုတ်ရဲ့လားဆိုတဲ့အတွေးတွေဝင်လာသလိုမျက်ရည်တွေကလည်းကျလာတယ်ဒူးထောက်ပြီးတောင်းပန်နေတဲ့ကျွန်တော်ကိုကျွန်တော်တောင်းအားနာသွားရတယ်မဟုတ်လားစကားလေးပြောရင်ယုံမှဆိုပြီးတောင်းပန်နေမိတဲ့ကိုတောင်းတနာရတယ်မဟုတ်လားကျွန်တော်နဲ့ဝေးရမယ်လမ်းဆိုဘလောက်ကြမ်းပါစေသူရွေးမယ်ဆိုတာသိရှိနားလည်ပြီးသွားတဲ့နောက်မှာနောက်တစ်ချိန်သူနဲ့နီးဖို့ဘယ်တော့မှမကြိုးစားတော့ပါဘူးဆိုတဲ့ကတိကိုပေးခဲ့ရပြန်တယ်ကျွန်တော်နောက်တစ်ချိန်ခမရရှိဘယ်တော့မှပေါ်မလာစေရပါဘူးဆိုတဲ့စကားနဲ့အနိုင်ယူခဲ့တယ်ဆိုပါတော့ဒါပေမဲ့ကျွန်တော်အများကြီးရှုံးတယ်လေဒီချိန်မှာတော့မင်းနဲ့ဝေးရမယ်လမ်းကိုငါကိုယ်တိုင်ပဲရွေးမယ်ဒီတစ်ခါတော့ငါကိုယ်တိုင်ပဲမင်းနဲ့ဝေးရမယ်လမ်းကိုရွေးမယ်မချစ်လို့မဟုတ်ဘူးနော်ဆိုတဲ့စကားကိုမသုံးတော့ပါဘူးမင်းကိုတိတ်ချစ်တယ်ဆိုတဲ့စကားကိုအကြိမ်ကြိမ်သုံးခဲ့ပြီးသားဖြစ်တယ်လို့မင်းယုံကြည်လာအောင်မင်းလက်ခံလာအောင်အကြိမ်ကြိမ်လဲကြိုးစားခဲ့ပြီးသားပါအဆင်ပြေသွားမှာပါဆိုပြီးတီးခံနေတဲ့ရက်တွေကလွန်မြောက်ချင်နေပြီတနေ့နေ့ပေါ့ဆိုပြီးမျောလင်းရတဲ့ဘဝတွေကကြော်လွင်သွားခြင်းပြီပြီးတော့မင်းနဲ့နီးစပ်အောင်မာနတွေသိက္ခာတွေအားလုံးကိုလည်းချနှင်းခဲ့ပြီးသွားပြီဒါတောင်အားလုံးပြီးသွားတာတောင်နောက်ဆုံးမင်းကငါနဲ့ဝေးရမယ့်လမ်းကိုပဲရွေးခဲ့တယ်
ဒီတစ်ခါတော့ငါကိုယ်တိုင်ပဲမင်းနဲ့ဝေးရမယ့်လမ်းကိုရွေးချယ်မယ်ကြေးကိုရင်နှင့်ရင်း၍ရေးသည်